cái cho nó đồ liêu màu u liêu màu biểu là đồ liêu màu của phía của mình ngao của cái của anh gì cô dạ phía phía đi đó thì xây sang nọ bộ nó ba để cô thì ok cô cái cháu việc liều nó ok vậy ta yo dễ đi chỉ lên thế núi ô cô ye tuy thủy bay ba lơ đi ta yo lên đi chỉ nơi ô cô tuy thủy bay ba lơ đi ở dưới mặt trời mi ngay gì đâu à phố mây là lơ đâu à là alo mà lơ là ngay gì đó là bà ngay gì à xem mà còn nó cái liu và thi trong kìa rồi bà biết gì xây thêm mà tháo này là ngay gì đó là bà chú chi chỉ du đi trên đi ở dưới mặt trời mi vào nhà chú chỉ du đi trên đi là nó lớn ngon và khó lên đi đủ chi ao quê lúc chỉ ghé đi thầu ăn hay lớn ngon và không lên đi lúc chỉ ghé đi lưu la nhau tìm khả mà quê sẽ nhẹ tia tha đen ô upama bố nay na ba sa ta ta miên na duyên ma vô chi ta yo lên đi chỉ lên đây núi ô cô ye tuy thủy bay qua đi ở dưới mặt trời mi ra nhà bố mới từ lâu mới ra điện đi đã cũng như chú chị chỉ du đi tìm mà đi ở dưới mặt trời mi có gì cô ấy cái gì cái này uế số cái này là bố mới từ lâu mới ra đó phá cái tấm nhiều mỹ cái này mỹ cái tấm nhiều nó lù lái nhau lù dưới nhau là mà cô phê chế rồi mấy chế rồi sao khỏe nhau chả đó nó nghe lý cái này mình phải chỉ mặt ta phê ăn tấm nhiều mày ăn tấm nhiều tiếp tục cái lù làm nhau là cái bí lù thay rồi dưới mặt trời mi ô mi ba nhà bố quê ta luôn mới ra nhà đi anh ta cũng đi
ပြုကြည်အောင်ကျေးဇူးရိတင်ပါသည်အရွယ်မတိုင်မီအော်မိဘများပိုးမွေးသလိုမွေးကြပြန်သည်အနန္တကုန်ရင်ပြုကြည်အောင်ကျေးဇူးရိတင်ပါသည်ဖဝါလက်နှလုံးပခေါ်လက်နှသိလူဖြစ်အောင်ကိုယ်လှုပ်ကြွေးခဲ့သည်ဘဝလည်းနှလုံးပခေါ်လည်းမသိလူဖြစ်အောင်ကိုယ်လှုပ်ကြွေးခဲ့သည်လူလာရောက်ပြီးအခါမှာကိုယ်အစင်းရင်တရားမမပင်လေဥပမာပုံနိုင်မှာပါအစမင်းသားရွှေမတော်ကိုကြီးကဲငါညီတို့မပြစ်မှားကြနဲ့ဟုတ်လားလူလားမြောက်ဘဝလန်းနှလုံးပကုံးလန်းနဲ့တက်လူဖြစ်အောင်မွေးခဲ့တယ်ဟုတ်လားဟုတ်တယ်လူလားမြောက်ဒီအခါမှာကွယ်မှတ်တာအစင်ញင်တုံတရားမထားပဲကင်းသွားရင်အစာတသက်မင်းသားအဖတက်တဲ့သားမဖြစ်စေကြနဲ့တဲ့ဒါကိုပြောတာနော်အဲ့တော့ကို့ဒီအသက်အရွယ်ထိအောင်ကို့အဖေရဲ့ကျေးဇူးအမေရဲ့ကျေးဇူးကြောင့်ရောက်ကြရတယ်ငါညီတို့ဟုတ်လားအဲ့ဒီပုံမှာဘာမှမထားပဲနဲ့ဒီကနေ့ဥသုံးချိန်ပြည့်ရှိရင်ကြေးပါဘောနော်အကိုတို့လည်းစိတ်မကောင်းပါဘူးနော်အားလုံးဟာစေတနာဇောကြီးပဲဟုတ်လားကဲအားလုံးအစာတသက်မင်းသားကြီးစင်ញင်တော်တရားနဲတဲ့အတွက်အဖကိုတတ်တဲ့သားလို့အခုချိန်ဒီအောင်သူတမိုင်းကြီးကတွင်ကျန်းနေခဲ့တယ်တဲ့နော်ဟုတ်ကဲ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဖေနဲ့ရမယ်ကုသိုလ်ဟာငါညီလေးမှတ်တာအဖေရှိတော့ရတာတဲ့နော်အဖေသေးတော့မှလိုချင်မရနိုင်တော့ရတော့အမေနဲ့ရမယ်ကုသိုလ်ဟာအမေရှိတော့နာရတာဟုတ်လားအမေသိရင်မရတော့အဲ့တော့ဘာဖြစ်ပြောသားရှိတော့နေကျေးဇူးဆက်ကြဟုတ်လားရှိတော့နေကျေးဇူးဆက်ပါနော်သေမဘာမှလုပ်မရဘာမှလုပ်နော်အဲ့တော့လူဘဝဘေးမှာစတော့နေငန်းကြီးတွေမှတ်တာမနဲ့ဖြန်ဒီဘဝအစပဲနော်မနဲ့ဖြန်ကဒီနေ့ကစပြီးမနဲ့ဖြန်ကစပြီးကောင်းတာတွေသွားတော့မယ်ကောင်းတာတွေလုပ်တော့မယ်မနေ့ကပြီးခဲ့တာတွေကိုငန်းကြီးပြန်မတွေးနဲ့ပြင်းမရတော့မနက်ကကိစ္စလည်းပြန်မတွေးနဲ့ပြင်းမရဘူးပြီးတာပြီးတယ်လို့ထားခဲ့လိုက်တော့ရှေ့ပဲသွားရှေ့ဆက်သွားဟုတ်လားရှေ့ကငါဘယ်လိုသွားမလို့ကောင်းတာသွားမယ်ငါညီဟုတ်လားဟုတ်သူရွက်လို့ကိုရွက်သူဖက်လို့ကိုဖက်လောကအမုန်းတရားတွေကပြီးမှမဟုတ်ဘူးတဲ့နော်ဒါကြောင့်ဒီသချင်းလေးနဲ့ကျွန်တော်ညီလေးကြောပန်းဝင်ကြအောင်နော်တန်ရောစတီထွေးပိုင်ပါဒီအရွယ်မတိုင်မီအော်မိဘများပိုးမွေးသလိုမွေးကြပြန်သည်အနန္တကုန်ကြီးပြုကြည်အောင်ကျေးဇူးတွေတင်ပါသည်အရွယ်မတိုင်မီမိဘများပိုးမွေးသလိုမွေးကြရပြန်သည်အနန္တကုန်ကြီးပြုကြည်အောင်ကျေးဇူးတွေတင်ပါသည်ဖဝါလက်နှလုံးပခေါ်လက်နှသိလူဖြစ်အောင်ကိုယ်လှုပ်ကြွေးခဲ့သည်ဖဝါလက်နှလုံးပခေါ်လက်နှသိလူဖြစ်အောင်ကိုယ်လုံချွေးခဲ့သည်လူလာမြောက်သည့်အခါမှာကိုယ်အစင်ရင်တို့တရားကထားသည်ဥပမာပုံနိုင်နာပါအစတတမင်းသာရွှေမာဘုံကြီး
ကြပါနော်ငါညီတို့နော်ဟုတ်ကဲမင်္ဂလာယူရမယ်ပဲပျော်ရမယ်ပွဲပါနော်ဟုတ်ပါတယ် ကျွန်တော်တို့စိုင်းဖွဲ့လဲနော်အနှစ်နှစ်လာလာစိုင်းတီးလာတာဒီတစ်ခါကြည့်ရတာဝမ်းသာပီတိရင်နဲ့ဝမ်းနေနော်ဟုတ်အလွတ်လွတ်ရတာတကယ် ကဲအပျော်လေးကူအောင်နောက်ကကိုထွန်းရင်လောင်းကမင်းတပုတ်စုံကငါလည်းနည်းနည်းဝမ်းနေသွားဘေးပွဲမှာမငိုဘူးဒီပွဲမှာငိုလဲရတာနော်အားလုံးကခံစားချက်တူကြတာဟုတ်